အောင်နိုင်ခြင်းနှမျိုးလောကလူသားတွေသတ်မှတ်ပြောဆိုတဲ့အောင်နိုင်ခြင်းနဲ့မြတ်ဗုဒ္ဓကအကောင်းဆုံးလို့သတ်မှတ်ပြောကြားတဲ့ဟောကြားတဲ့အောင်နိုင်ခြင်းလို့အောင်နိုင်ခြင်းနှမျိုးရှိတဲ့အထက်မှာဘုန်းကြီးတို့တွေဘယ်အောင်နိုင်ခြင်းကိုရွေးချယ်ရမှာလဲလို့ဆိုတာဒီတရားဒေသနာတော်ကိုလာယူမှတ်သားပြီးတဲ့အခါအောင်နိုင်မှုနှမျိုးတည်းကအကောင်းဆုံးဖြစ်တဲ့အောင်နိုင်ခြင်းကိုရွေးချယ်ကြဖို့ပါမြတ်စွာဘုရားရဲ့အဆုံးအမကိုနာယူကြတဲ့ကောင်းကျိုးချမ်းသာကိုလိုလားလို့ဓမ္မအသိဉာဏ်တွေရရှိကြတဲ့သူတော်စင်များအနေနဲ့ရွေးချယ်ရမယ်အောင်နိုင်ခြင်းမရွေးချယ်သင့်တဲ့အောင်နိုင်ခြင်းဆိုတာအောင်နိုင်ခြင်းနှမျိုးရှိတဲ့အထဲမှာမရွေးချယ်သင့်တဲ့အောင်နိုင်ခြင်းကလောကလူအများပြောဆိုလေးရှိကြတဲ့အောင်နိုင်ခြင်းပဲဖြစ်တယ်အဲ့ဒီအောင်နိုင်ခြင်းကတော့ဘာတော့ကစားသမားအချင်းချင်းအောင်နိုင်ခြင်းဟာလည်းအောင်နိုင်ခြင်းတစ်မျိုးပဲတစ်ဖက်သားကိုအနိုင်ကျင့်ပြီးတော့အနိုင်ယူခြင်းဟာလည်းပဲအောင်နိုင်ခြင်းတစ်မျိုးပဲလောကမှာသူများကိုအနိုင်ယူကြလိမ့်ရှိကြတယ်တူအနိုင်ယူပြီးတော့အောင်နိုင်တယ်လို့ဂုဏ်ယူဝင်ကြွားကြတယ်လောကသားတွေတစ်ဖက်သားကိုအနိုင်ယူတာကိုပဲအောင်နိုင်ခြင်းလို့သတ်မှတ်ကြတယ်အားကစားလောကမှာလည်းပဲလောကီလူတွေသတ်မှတ်ကြတဲ့အောင်နိုင်ခြင်းဆိုတာတွေရှိတယ်အဲ့ဒီအောင်နိုင်ခြင်းတွေဟာတမန်အောင်နိုင်ခြင်းတွေဖြစ်လို့အရှုံးမရှိတဲ့အောင်နိုင်ခြင်းလည်းမဟုတ်ဘူးအကောင်းဆုံးအောင်နိုင်ခြင်းလည်းမဟုတ်ဘူးဒီတစ်ချိန်မိမိအောင်နိုင်တော့လဲနောက်တစ်ချိန်မိမိရှုံးမှုအခွင့်အရေးတွေအခွင့်အလမ်းတွေကရှိနေမြဲတာဖြစ်တယ်မိမိအောင်မြင်ခြင်းဟာလက်လွတ်ဆုံးရှုံးသွားနိုင်တဲ့အောင်မြင်ခြင်းဆိုလို့ရှိရင်အကောင်းဆုံးအောင်မြင်ခြင်းလို့သတ်မှတ်လို့မရဘူးဒါကြောင့်မို့လောကမှာအောင်မြင်မှုလို့သတ်မှတ်ထားတဲ့အရာတွေအားလုံးဟာအရှုံးနဲ့ရင်ဆိုင်ကြရတာဖြစ်သောကြောင့်တစ်ချိန်တစ်ခါအရှုံးနဲ့ရင်ဆိုင်ရနိုင်တာဖြစ်သောကြောင့်အကောင်းဆုံးအောင်မြင်ခြင်းလို့မြတ်စွာဘုရားကမဟောကြားဘူးအဲ့တော့အောင်နိုင်ခြင်းထဲမှာအကောင်းဆုံးအောင်နိုင်ခြင်းကတော့ကိုယ့်ကိုယ်အောင်နိုင်ခြင်းသာလျှင်ဖြစ်တယ်ပေါ့လောကလူတွေဟာကိုယ့်ကိုယ်ကိုတော့အမြဲတမ်းအရှုံးပေးနေကြတယ်တစ်ဖက်သားကိုအနိုင်ကျင့်ပြီးအောင်နိုင်တော်လဲမိမိမှာဖြစ်နေတဲ့မိမိရဲ့စိတ်အခြေအနေတွေနဲ့ပတ်သက်ပြီးကိလေသာဆိုတဲ့စိတ်အငြိအကျေးတွေကိုတွန်းလှန်ဖယ်ရှားတဲ့အခါမှာလူတွေဟာရှုံးခြင်းမကရှုံးပြီးတော့နေကြလို့တဏှာဝဆင်းရဲတဲ့ကမထွက်နိုင်ပဲနဲ့ဖြစ်နေကြတယ်ဆိုတဲ့အချက်ကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုနာယူမှတ်သားပြီးတဲ့အခါမှာတို့တွေကိုယ့်ကိုအောင်နိုင်အောင်ကြိုးစားမှဖြစ်မယ်ဆိုတဲ့အတိတရားရရှိပြီးကိုယ့်ကိုအောင်နိုင်တဲ့ဤစနစ်တွေကိုလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရမြတ်ကဆုံးမဩဝါဒပေးတဲ့အခါမှာအတ္တဟဝေဇိတံသေယောတကယ်တော့ကိုယ့်ကိုအောင်နိုင်ခြင်းသာလည်းအကောင်းဆုံးလို့အဲ့ဒီကိုယ့်ကိုအောင်နိုင်ခြင်းဟာအကောင်းဆုံးယာစာယံဣတရာပဇာတစ်ဖက်သားကိုအောင်နိုင်ခြင်းဟာမကောင်းဘူးလို့ဒီလိုဆိုတယ်ပေါ့တစ်ဖက်သားကိုအောင်နိုင်ခြင်းဟာမကောင်းဘူးလို့ဆိုတာဘာကြောင့်မကောင်းဘူးလို့ပြောရတယ်လဲလို့ဆိုတစ်ဖက်သားဆိုတာပြောညံ့တဲ့အခါရှိတယ်ရင့်ကျက်လာတဲ့အခါရှိတယ်မိမိကတစ်ချိန်တစ်ခါအောင်နိုင်တော့လဲနောက်တစ်ချိန်ကမိမိကရှုံးသွားနိုင်သေးတယ်ဒါကြောင့်မို့တစ်ဖက်သားကိုအောင်နိုင်ခြင်းဟာအပြင်မကအောင်နိုင်ခြင်းဖြစ်သည့်အတွက်ကြောင့်ကောင်းဆုံးအောင်နိုင်ခြင်းလို့မဆိုရဘူးအရှုံးပေါ်နိုင်တဲ့အောင်မြင်ခြင်းတွေသာဖြစ်တယ်ပေါ့မိမိကိုယ်ကိုအောင်နိုင်ခြင်းဒီသာလင်
တကယ်ကိုအောင်နိုင်ခြင်းဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့ကိုယ့်ကိုအောင်နိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုမှတ်သားထားပြီးတော့မြတ်စွာဘုရားကအတ္တဇန္တတ္တပောတတ္တနေဆံသင်္ညတစာရိနောကိုယ့်ကိုအောင်နိုင်ဖို့ဆိုလို့ရှိရင်ကိုယ့်ကိုလိမ္မာယဉ်ကျေးအောင်ကိုယ်စိတ်ကိုနိုင်အောင်လေ့ကျင့်ကြရမှာဖြစ်တယ်သင်္ညတစာရိကိုယ်အမှုကိုလည်းစောင့်စည်းကြရမယ်နှုတ်အမှုကိုလည်းပဲစောင့်စည်းကြရမယ်ကိုယ်ကျင့်သီလနဲ့လည်းပြည့်စုံအောင်လုပ်ရအဲ့ဒီလိုကိုအောင်နိုင်ဖို့အတွက်ကြကိုဆုံးမဖို့လိုအပ်တယ်ပေါ့လောကလူတွေဟာသူတော်ဘာကိုဆုံးမဖို့လွယ်သလားကိုဆုံးမဖို့ကြတော့ခက်ခဲနေကြသူတော်ဘာကိုဆုံးမနိုင်လို့ရှိရင်သူတော်ဘာအကျိုးဖြစ်တော်လဲပဲကိုမဆုံးမနိုင်ဘူးဆိုလို့ရှိရင်မိမိမှာဘဝတန်တရားခရီးရှည်လျားပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နိုင်တယ်ပေါ့ဒါကြောင့်မို့အတ္တဒန္တကိုလိမ္မာရင်ကြည့်အောင်ဆုံးမနိုင်ရမယ်အတ္တာဟိကိရာဒုတ္တမောကိုဆိုတာဆုံးမဖို့အလွန်ခက်တယ်သူတစ်ပါးကိုဘလောက်ပဲဆုံးမလို့လွယ်သူတစ်ပါးကိုဆုံးမဖို့ဘလောက်ပဲလွယ်ကိုဆုံးမဖို့ကြတော့အလွန်ကိုခက်ခဲတယ်လို့လူတွေမှာဒီလိုအနေထားရှိတယ်ကိုဆုံးမလို့အနိုင်ရသွားပြီကိုအနိုင်ရသွားပြီကိုယ်စိတ်ကိုနိုင်သွားပြီဆိုတဲ့အခါမှာဒီအောင်နိုင်မှုကိုကြောင်းပြန်ဖြစ်အောင်အရှုံးဖြစ်အောင်လူတွေမပြောနဲ့နတ်တွေလည်းမလုပ်နိုင်ဘူးတဲ့နတ်တွေလည်းမဲ့ခန္ဓာဘနတ်ဆိုတဲ့နတ်တွေလည်းမလုပ်နိုင်ဘူးမနတ်ကြီးကလည်းမစွမ်းဆောင်နိုင်ဘူးပြမာတွေကလည်းမစွမ်းဆောင်နိုင်ဘူးကိုအောင်ထားတဲ့ကိုအောင်နိုင်ထားတဲ့အောင်နိုင်မှုကိုပြန်ပြီးတော့အရှုံးဖြစ်အောင်ဘယ်သူမှမလုပ်နိုင်လို့သာဝရအောင်မြင်ခြင်းအကောင်းဆုံးအောင်မြင်ခြင်းဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောကြားဆုံးမတော်မူတာဖြစ်တယ်ပေါ့အောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့အခုဒီဒေသနာတော်မှာတစ်ဖက်သားကိုအောင်မြင်ခြင်းနဲ့မိမိကိုအောင်မြင်ခြင်းနှမျိုးလို့ဒီလိုခွဲခြားပြီးတော့ဟောပြောတော်လည်းပဲနောက်ဒေသနာတော်တစ်ပုဒ်ကြတော့ဘယ်လိုပြောသလဲဆိုနတ္တံစိတံသာဓုစိတံယံစိတံအဝစီယတိအောင်နိုင်ခြင်းနှမျိုးမှာပြန်လီရှုံးအောင်လုပ်လို့ရတဲ့အောင်နိုင်ခြင်းဟာအကောင်းဆုံးအောင်နိုင်ခြင်းမဖြစ်ဘူးတဲ့ဘယ်တော့မှဖြောင်းပြန်ဖြစ်အောင်လုပ်လို့မရတဲ့အောင်နိုင်ခြင်းဒီသားလည်းအကောင်းဆုံးအောင်နိုင်ခြင်းလို့ဒီလိုမြတ်စွာဘုရားဟောအဲ့တော့တစ်ဖက်သားအောင်နိုင်ခြင်းဟာလည်းပဲပြန်ပြီးတော့အရှုံးနဲ့ကြုံနိုင်တယ်ဒီမိအောင်နိုင်တယ်လို့ဆိုတဲ့အရာဟာကြောင်းပြန်ဖြစ်သွားနိုင်တယ်အောင်နိုင်မှုမျိုးတွေဟာလည်းပဲကောင်းတဲ့အောင်နိုင်မှုမျိုးမဖြစ်ဘူးတဲ့ဒါကြောင့်မို့ကိုအောင်ဖို့ဟာအရေးကြီးတယ်လို့ဒီလိုဆိုဒါကြောင့်မို့ကိုအောင်နိုင်ဖို့အတွက်ဘာတွေလုပ်မလဲကိုစဉ်းစားကြည့်ကိုအောင်နိုင်မှုရှိရဲ့လားကိုစိတ်တိုင်းကြဆုံးမနိုင်ကြရဲ့လားဆိုတာအလေးနဲ့ထားပြီးဆင်ခြင်သုံးသပ်ကြည့်တဲ့အခါမှာအဖြေဆိုတာပေါ်လာမှာဖြစ်တယ်ကိုအောင်နိုင်တယ်ဆိုတာတခြားမဟုတ်ဘူးကိုယ်စိတ်ကလေးပေါ်မှာအောင်နိုင်တာကိုဆိုလို့ကိုယ်စိတ်ဆိုတဲ့နေရာမှာလည်းပဲစိတ်ထဲမှာဖြစ်ပေါ်နေတဲ့အဆိုးတရားတွေကိုအောင်နိုင်မှုကိုဆိုလို့တယ်မိမိရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေလောဘဒေါသမောဟစတဲ့ကိလေသာအညစ်အကြေးတွေအောင်နိုင်အောင်စွမ်းဆောင်နိုင်မှအကောင်းဆုံးအောင်နိုင်မှုကိုအောင်နိုင်မှုလို့မြတ်စွာဘုရားသူဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားဘုရားဖြစ်သို့ရောက်တော်မူတဲ့အခါမှာစာရဲပေထဲမှာဆိုကြတယ်
မနတ္တကိုအောင်တယ်လို့မနတ္တကိုအောင်တယ်ဆိုတာဒီနေရာမှာအများကချီးကျူးထောမနာနေခြင်းဟာဘာကိုချီးကျူးထောမနာနေကြသလဲလို့ဆိုရင်မြတ်စွာဘုရားသခင်ရဲ့အလောင်းဝါရိပင်အောက်မှာအဋိဋ္ဌံပြီးတော့ငါရဲ့စိတ်ဟာကိလေသာအာသဝတွေအစွဲလန်းတွေကမလွတ်မချင်းဒီနေရာမထတော့ဘူးလို့အဋိဋ္ဌံပြီးတော့ထိုင်လိုက်တဲ့တင်လင်ခွေဒိဋ္ဌံပြီးတော့ထိုင်တာကိလေသာမနိုင်သမျှဒီနေရာကမထတော့ဘူးလို့အဋိဋ္ဌံပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တယ်အဲဒီလိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့အခါမှာလာရောက်နှောက်ယှက်တဲ့မနတ္တကအတ္တမလင်းလေးဆူညံစွာနဲ့မထထအောင်အမျိုးစုံချင်းချောက်ပြီးလုပ်တဲ့အခါမြတ်စွာဘုရားသခင်ရဲ့အလောင်းတော်ကမြေကြီးကိုလက်ညှိုးညွှန်ပြီးတော့ထိုမြေကြီးရဲ့တုန်ဟီးမှုကြောင့်မြတ်စွာဘုရားဟာမနတ္တကိုကြံ့ကြံ့ခံပြီးတော့မိမိရဲ့အဋိဋ္ဌာန်တိုင်းထိုင်ရာကမထဘဲနဲ့အောင်နိုင်တယ်အောင်လိုက်နိုင်တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ထုလို့ကူးကွယ်ကြတဲ့ရုပ်ပွားတော်တွေကိုမာရာရိစေယရုပ်ပွားတော်လို့မြတ်ပြည်မှာလက်တော်တစ်ဖက်ကိုပက်လက်လှန်ပြီးတော့လက်တော်တစ်ဖက်ကိုလက်ရပဲလက်တော်ကိုမြေကြီးဘက်ကိုညွန်ပြနေတဲ့ပုံစံမျိုးမှောက်ထားတဲ့လက်နဲ့မြေကြီးကိုညွန်ပြနေတဲ့ရုပ်ပွားတော်ကိုဘူမိဖတ်တမုဒ္ဒရာလို့လဲဆိုတယ်မာရာရိစေယရုပ်ပွားတော်မနတ္တကိုအောင်လိုက်နိုင်တယ်လို့အောင်ခြင်း၈ပါးထဲမှာလည်းပဲမနတ္တအောင်တာကိုပဲဥစားပေးပြီးတော့ဖော်ပြလေရှိကြတယ်အဲ့ဒီအောင်မြင်မှုဟာကြီးမားသောအောင်မြင်မှုမဟုတ်ဘူးလားလို့ဆိုဟုတ်တယ်မြတ်စွာဘုရားကမနတ်ကိုအောင်တာဟာနော်အခုဒေသနာတော်နဲ့ညှိကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်သားကိုအောင်နိုင်ခြင်းသာဖြစ်တယ်တကယ်မြတ်စွာဘုရားရဲ့ကြီးမားသောအောင်မြင်မှုဟာအဲ့ဒါမဟုတ်ဘူးမြတ်စွာဘုရားရဲ့ကြီးမားသောအောင်မြင်မှုကကိုရောမြတ်ရဲ့တဏ္ဍမှာတဏှာကပါလာတဲ့လောဘတွေဒေါသတွေမောဟတွေကိလေသာအညစ်အကြေးတွေကိုအောင်လိုက်ခြင်းသည်သာလျှင်တကယ်အောင်မြင်ခြင်းလို့ဒီလိုဆိုပါဒါကြောင့်မို့မင်္ဂ၅ပါးကိုအောင်တယ်လို့ဆိုတဲ့ထဲမှာမင်္ဂ၅ပါးလို့ဆိုတဲ့ထဲမှာကိုယ့်ကိုအောင်တာဒီကိုယ့်ကိုအောင်တယ်လို့ပြောရမယ့်ဟာက၄ခုမနတ္တကိုအောင်တယ်ဆိုတာတစ်ဖက်သားကိုအောင်တာဖြစ်တယ်ဟုတ်မင်္ဂ၅ပါးလို့ဆိုတာဒေဝဗုဒ္ဓမန်လို့ဆိုတဲ့မနတ္တရဲ့နှောက်ယှက်မှုတွေကိုနိုင်ရလိုက်တယ်ဒါကပြမယံတစ်ခုကိုအောင်တယ်လို့ပြောရမှာဆိုရင်ကိလေသာမှန်ဘဝတန်တရားကပါလာတဲ့လောဘတွေဒေါသတွေမောဟတွေမာနတွေဆိုတဲ့ကိလေသာစိတ်ရဲ့အညစ်အကြေးတွေကိုအောင်လိုက်နိုင်တာကိလေသာမှန်ကိုအောင်နိုင်တယ်ကိလေသာမှန်ကိုအောင်လိုက်ခြင်းအပြင်အဘိသင်္ခါရမှန်လို့ဆိုတဲ့ဘဝတန်တရားတဘဝပြီးတဘဝကံကြမ္မာပုံရိပ်တွေကိုဖော်ထုတ်နေတဲ့တန်တရားခကြီးထဲမှာဆင်းရဲဒုက္ခတွေမျိုးမျိုးကြုံအောင်လှုပ်ဆောင်နေတဲ့ကံတရားတွေဒါတွေကိုလည်းအောင်လိုက်တယ်လို့ဆိုအဲ့ဒီကံတရားတွေကဖန်တီးထားသည့်အတွက်ကြောင့်ရလာတဲ့ဒုက္ခလို့သတ်မှတ်ဖော်ပြတဲ့ခန္ဓာဆိုတာကိုလည်းအောင်လိုက်တယ်နောက်ထပ်ဒီခန္ဓာမျိုးတွေမဖြစ်တော့ဘူးအနိုင်ရလိုက်ခြင်းပဲဖြစ်တယ်ခန္ဓာရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာထိုခန္ဓာရဲ့နောက်ဆုံးအချိန်ယိုယွင်းပျက်စီးခြင်းလို့ဆိုတဲ့သေဆုံးရခြင်းဆိုတဲ့မစ္စုသေဆုံးရခြင်းဆိုတဲ့မာရသူအသက်ကိုအဆုံးသတ်ခြင်းဆိုတဲ့မာရကိုလည်းအောင်မြင်လိုက်တယ်လို့ဆိုတော့မြတ်စွာဘုရားအနေနဲ့ဒေဝဗုဒ္ဓမန်ကိုအောင်တာကသူတစ်ပါးကိုအောင်မြင်ခြင်းဖြစ်တယ်ကိလေသာမန်အဘိသင်္ခါရမန်ခန္ဓာမန်မစ္စုမန်တို့ကိုအောင်လိုက်ခြင်းကကိုယ့်ကိုအောင်လိုက်ခြင်းပဲဖြစ်တယ်လို့
ဒီလိုဆိုရမှာဖြစ်တယ်အဲ့တော့ဒီထဲမှာအောင်မြင်မှုအဓိကအောင်မြင်မှုကဘာလဲလို့မေးလို့ရှိရင်ကိလေသာမှန်အောင်မြင်ခြင်းကသာလေဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဇိနဆိုတဲ့ဂုဏ်တော်ကိုထုတ်ဖော်တဲ့အခါမှာမန်၅ပါးကိုအောင်တော်မူသောမြတ်စွာဘုရားလို့ဓမ္မနိုင်ငံမှာလည်းပဲမန်အောင်ဘုရားလို့ဆိုရတယ်စေတီပထိုးတွေတည်ထားပြီးတော့ကိုးကွယ်ကြတယ်မန်ကိုအောင်မြင်တယ်မာရကဒေဝဗုဒ္ဓမာရခိလေသာမာရအဘိသင်္ခါရမာရခန္ဓာမာရမစ္စုမာရမာရဆိုတဲ့စကားလုံးနဲ့ကြည့်ပြီးမန်လို့ရေးတာဟိုမာနနဲ့ကြတော့နတ်တက်ပြီးတော့ရေးတော့လည်းပဲမာရနဲ့ပတ်သက်ကြတော့ရာဂောက်တက်ပြီးတော့ရေးရတယ်ပေါ့ဒီလိုဆိုတာအဲ့တော့မန်၅ပါးကိုအောင်တယ်လို့ဆိုတဲ့အခါမှာရာဂောက်နဲ့မာရဆိုတဲ့အဓိပ္ပာယ်နဲ့မန်၅ပါးကိုအောင်တယ်အဲ့ဒီမန်၅ပါးကိုအောင်တဲ့မြတ်စွာဘုရားရဲ့အဓိကအောင်မြင်ချက်ဟာကိလေသာမန်ကိုအောင်မြင်ခြင်းဖြစ်တယ်ကိလေသာမန်ကိုအောင်လိုက်တာနဲ့တပြိုင်နက်အဘိသင်္ခါရမန်ဆိုတဲ့ကံတွေကိုလည်းအောင်လိုက်တယ်ကိလေသာနဲ့ကံကိုအောင်မြင်ခြင်းအဖြစ်ထိုကိလေသာကံတို့ကထုတ်လုပ်တဲ့ခန္ဓာဆိုတာလည်းမရှိတော့တဲ့အတွက်ကြောင့်ခန္ဓာမန်ဆိုတာလည်းအောင်မြင်လိုက်တယ်အဲ့ဒီခန္ဓာမန်အောင်မြင်လိုက်သည့်အတွက်ကြောင့်လစ္စုမန်လို့ဆိုတဲ့ဒီသေဆုံးရခြင်းဆိုတဲ့သေမင်းဆိုတဲ့လစ္စုမာရကိုလည်းအောင်မြင်လိုက်တယ်လို့ဒီအဓိပ္ပာယ်ကိုယူပြီးတော့မန်၅ပါးကိုအောင်မြင်တယ်သို့သောအောင်ခြင်း၈ပါးထဲမှာအမွှန်းတင်ပြီးတော့ပြောတဲ့အခါကျတော့မနတကိုအောင်တာကိုသာအဓိကအမွှန်းတင်ပြောတာမနတကိုအောင်တာကအဓိကမကြဘူးကိလေသာကိုအောင်လိုက်တာကအဓိကကြတယ်ပေါ့အဲဒီကိလေသာအောင်တာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဥဒန်းကျူတဲ့အခါအလုံးဘုရားဘာသာဝင်သူတော်စင်တွေမိမိတို့နေမှာပဲဖြစ်စေရက်ွက်မှာဖြစ်စေဓမ္မယုံနေမှာဖြစ်စေရုပ်ဘွားတော်အသစ်ပင့်တင်ပြီးကိုးကွယ်တဲ့အခါမှာတန်ဃာတော်တွေပင့်ပြီးတော့အနေကရာတင်တယ်ဆိုတာလောက်ကြတယ်လေအဲဒီလိုအနေကရာတင်ပွဲတွေလုပ်တဲ့အခါမှာရွတ်ဖတ်တဲ့စေကြရတဲ့ဗုဒ္ဓဝိသေကမင်္ဂလာအနေကစားတင်ဂါထာဆိုတာမှာအနေကဇာတိတန္တာရံတန္တာဝိတ္တံအနိဗ္ဗိတံဂါဂရံကဝေတန္တောဒုက္ခဇာတိပုဏ္ဏပုဏ္ဏလို့တန်ရာထဲမှာထပ်တလဲလဲမွေးဖွားနေရတာဒုက္ခပဲမှန်တာပေါ့ဘုန်းကြီးတို့တွေဒီတဘွားထဲမွေးဖွားရတာမဟုတ်ဘူးကိုယ့်ကိုပြန်စဉ်းစားကြည့်ဒီဘဝမရောက်ခင်ကသေးလာခဲ့ပြီအခုဒီဘဝရောက်လာပြီရောက်လာတဲ့အခါအသက်အရွယ်ကတဖြည်းဖြည်းကြီးလာပြီးတော့ဘယ်ကိုသွားနေတာတော့ဆိုသေဆုံးခြင်းစီကိုသွားနေတာပဲဖြစ်တယ်ပေါ့အားလုံးဒီနေ့ကျတော့သေဆုံးရမယ်ဆိုတာလူတိုင်းဟာသိရှိနေကြဘိုးဘွားတော်ကလည်းဒီလိုပဲသေးလာခဲ့ပြီးတော့မွေးပြန်တယ်မွေးပြီးတဲ့အခါတခါအိုခြင်းနာခြင်းဖြင့်သေဆုံးခြင်းဘက်ကိုသွားနေကြပြန်တယ်နောက်ဘဝရောက်လို့ရှိရင်လည်းအိုခြင်းနာခြင်းဖြင့်သေဆုံးခြင်းဘက်ကိုသွားနေကြအောင်ပါပဲအဲ့ဒီလိုခဏခဏမွေးခြင်းဟာခဏခဏသေရခြင်းရဲ့အကြောင်းတွေဖြစ်လို့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏခန္ဓာလဲမွေးဖွားလာရတာဒါလူဘဝမှာဖြစ်တယ်ဆိုရင်ဒုက္ခတွေတော်သက်တာတိရစ္ဆာန်ဘဝရောက်ရင်ဒီပြင်းထန်တဲ့ဒုက္ခတွေခံရတယ်ပြိတ္တာဘဝရောက်ရင်ဒီတဲ့ပြင်းထန်တဲ့ဒုက္ခတွေခံရတယ်ငရဲကြသွားမယ်ဆိုရင်ဒီတဲ့ပြင်းထန်တဲ့ဒုက္ခတွေခံရလူဘဝဒုက္ခကမတန်သက်တာနတ်ဖြစ်ရင်လည်းသိခြင်းမလွတ်ဘူးဇမဖြစ်ရင်လည်းသိဆုံးရခြင်းဟာမလွတ်ဘူး32ပုံမှာအသေးလွတ်တဲ့နေရာဆိုတာမရှိဘူးမရှိသည့်အတွက်ကြောင့်ဒုက္ခဇာတိပုဏ္ဏ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 ဇာတိအဖန်ပန်သရဝါတူအနေနဲ့မွေးဖွားနေရခြင်းဟာဒုက္ခဆင်းရဲတယ်အဲ့ဒါဘုရားလောင်းနေကြတော့အလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစား
ဘုန်းကြီးတို့တွေကဒါကိုအလေးနဲ့ထားပြီးဆင်ញင်စဉ်းစားရကောင်းမှမသိကြဘူးဟောငါမွေးပြီးတော့သိရအောင်ပါပဲနောက်ဘဝကျတော့လည်းမွေးအောင်ပါပဲနောက်ဘဝကျလည်းသိရအောင်ပါပဲဆိုတာမျိုးအလေးနဲ့ထားစဉ်းစားမှုမရှိသည့်အတွက်ကြောင့်လက်ကမ်းတစ်စီမကြောက်ဆိုတော့ရလာတဲ့ဘဝလေးမှာရစ်မှုပြီးတော့မေးလျော့နေချရသော်ဘုရားကဘုရားဖြစ်သူရောက်တဲ့အခါမှာအခုလိုမွေးပြီးတော့ချိန်ချိန်ထပ်ထပ်မွေးပြီးတော့နေရတာဟာအမှန်တရားဒုက္ခများတယ်ဒါကြောင့်မို့တန်တရားထဲမှာဒီဇာတိဆိုတဲ့တရားကိုဘာနဲ့ကြိုးစားအထောက်ပြီးတော့ရပ်ပြရမယ်ဇာတိတရားကိုရပ်ဆိုင်မှုရနီလန်းနေကိုရှာတာရှာရင်နဲ့ဘဝပေါင်းမြောင်များစွာတန်တရားထဲမှာကျင်လည်ပြီးတော့ရှာမတွေ့ခဲ့ဘူးအခုနောက်ဆုံးဘဝရောက်တဲ့အခါကျတော့ဇာတိကိုရပ်ဆိုင်မဲ့ရပ်ဆိုင်အောင်လုပ်တဲ့ဤစနစ်ကိုရရှိလိုက်တယ်ပေါ့ဘောဓိပင်အောက်မှာသဗ္ဗညုတဉာဏ်တော်ကြီးကိုရလိုက်တဲ့အခါမှာဒီမွေးနေတာဟာဘာကြောင့်မွေးနေရတယ်ဆိုတာကိုအဖြေရှာလို့ရသွားတယ်အဲဒါကြောင့်မို့ကဟကာရကဒိဋ္ဌောတိနာကဟတိငါရဲ့ခန္ဓာအိမ်ကိုတဘွားပြီးတဘွားဆောင်းလုပ်နေတဲ့လက်သမားနော်ဆောင်းလုပ်သူအိမ်ကိုခန္ဓာအိမ်ကြီးကိုဆောင်းနေတဲ့ပုဂ္ဂိုလ်တွေ့ပြီလို့ဒီလိုဆိုတာပေါ့ပုဏ္ဏခေဟနာကတိသူ့ကိုဖယ်ရှားလိုက်လို့ရှိရင်နောက်ထပ်ခန္ဓာအိမ်ဆိုတာမဆောင်းနိုင်တော့ဘူးဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးဟာအိမ်နဲ့အမတ္တမတူတယ်သေချာစဉ်းစားကြည့်လိုက်လို့ရှိရင်ကြည့်လူရဲ့ခန္ဓာကိုယ်တိဆောက်ထားပုံကြည့်အဋ္ဌိနံနဂရံကတံမန္တလောဟိတလေပနံဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ယထစရာစမစ္ဆုစမာနောမခောစဩဟိတောခန္ဓာကိုယ်ကြီးကိုကိုယ်တည်တည်ချာချာစိတ်သက်သက်ကြည့်မယ်ဆိုရင်အယိုးတွေနဲ့အမာခံထားပြီးတော့အယိုးနဲ့ပုံဖော်ထားတာဖြစ်တယ်အဲ့ဒီအယိုးနဲ့ခန္ဓာကိုယ်ကြီးကိုတိဆောက်ထားပြီးတော့အပေါ်ကအသားတွေအရည်တွေရေပါးတွေနဲ့အပေါ်ကအုပ်ထားလိုက်တယ်အိမ်ဆောက်တဲ့အခါမှာတိုင်တွေထုတ်တွေရောက်တွေဒိုင်းတွေမြားတွေဆိုတာတွေအရင်တင်ပြီးတော့အပြင်ဘက်ကနေပြီးတော့ဖုံးအုပ်လိုက်တဲ့အခါမှာအိမ်လှလေးဖြစ်လာတယ်လို့လူခန္ဓာကိုယ်မှာလည်းပဲကြည့်အယိုးတွေနဲ့တိဆောက်ထားအဲ့ဒီအယိုးတွေကိုအသားတွေနဲ့အကြောတွေနဲ့တွဲထားပြီးအရွတ်တွေနဲ့ဖုံးအသားတွေနဲ့ဖုံးအရေပါးနဲ့အုပ်ထားလိုက်တဲ့အခါကျတော့လူဟာချောတယ်လှတယ်ပုံစံမျိုးနဲ့ဖြစ်လာလူခန္ဓာအိမ်ကြီးဟာအဲ့ဒီဆောက်လုပ်ထားတဲ့လူခန္ဓာအဲ့ဒီအိမ်ကြီးထဲမှာဘာတွေထည့်ထားတော့လို့ဆိုယထစရာစမစ္ဆုစဩရတဲ့သဘောတရားတွေသေရတဲ့သဘောတရားတွေအဲ့ဒီအိမ်ထဲမှာရှိမာနောမခောစဩဟိတောငါလို့ဆိုပြီးကိုယ့်ကိုယ်ထင်ရှိနေတယ်အဲ့ဒီငါလုံနိုင်တယ်ဆိုတဲ့ကိုယ့်ကိုယ်ထင်ရှိနေတဲ့မာနတွေမက္ခလို့ဆိုတဲ့ခြေစုကန့်တဲ့သဘောတရားတွေကိလေသာတွေအလုံးလူရဲ့တဏ္ဍမှာရှိနေတာဖြစ်သောကြောင့်မကောင်းတာတွေမှန်တယ်များထိသွင်းထားတဲ့ခန္ဓာအိမ်ကြီးလို့ဒီလိုအဓိပ္ပာယ်ရတယ်အယုပရိတာအင်္ဂေဟာလူယိုးစုတွေကိုအယိုးစုတွေစကလတန်လို့ခေါ်တဲ့အယိုးစုတွေကိုတွေ့ဘူးကြလိုက်အဲ့ဒါလို့လူရဲ့ခန္ဓာဟာဖရိန်ကအယိုးတွေနဲ့လှုပ်ထားအဲ့ဒါလို့တိဆောက်ထားတဲ့ဒီအယိုးပရိသအင်္ဂေဟာကြီးကိုဘယ်သူကလှုပ်နေတာတော့လို့ဆိုတဏှာဆိုတဲ့အရာကလှုပ်တဏှာကလိုချင်နေသည့်အတွက်ကြောင့်လိုချင်တော့လှုပ်တယ်လှုပ်တာကံတွေဖြစ်လာတယ်အဲ့ဒီကံတွေကနေပြီးတော့ဖြစ်ပေါ်လာစေဒါကြောင့်မို့လို့လိုချင်မှုကိုလက်တဲ့အနေနဲ့မြတ်စွာဘုရားက
Kha Karaka Dechoti Puna Gehanaka Hadi so. Tabadi Paduka Vega Tuya Bounding Yawini Eye Salo Ye Pisiri Agon Chucha Sasi like within Karagadan Satan Danana Kaya Misaka Yasavyaha the Pawatanyama Tadalele Pawataku Tolo needed Tana Sure Dia Gosondavi Tana go on long night Ratamen Yansurago Yashi like Chimipitable Eri Ratamen Yango Yalaitao Tanana Kaya Misaka Tanari go Konsi Tade Ratamen Yango Maya like the Suraha Kirida Mango online like Chimipide Tana Sura Kirida go Kore Awezadana Usambiro Kandiari Siman Pandimuji, Boadaku Hashida. Awutanago, the message at the aroma, Yayan Tana Ponu Boika, Ponu Boika Sura, Puna Boa, Boa a bit, Boa a bit, Chissy, Tana look below so right. Boa go Tedare, Boatanago, John Dubio, Candiari loaded. Hiluchet. Rajamolo, a John Jury who sets up for Piare Kama Kilita wo Kama wo Wipaka wo Wotoma Rawotoma Sare Pide Shida Pioram Hogu Kukana Gurego Mie on Chila a champion Piome solution Lucina Ha Kilita wo Lucino Bafine, Lote, Lotaga, Kamawo. Lodi Dredjam, Yara, Wipaka wo. Ah. For you do the re, for one would teach us in that Chilamesway. Lucine Suralari. Lucina Laro, Lote Suralari. Lote Sure Kama, Yare Suralari. Rajamu. Lucine Lote Yare. Erago, what Toma look for Kilidao, Kamao, Wipakao Lugino, Lote, Loto Yare, Sharo, Luginiano, Lupiano, Yabiane Tilowe, Taniarema, the way lady, Kanzabiro, Dia, Resa the Obama, Yes of Yashile, or Jagere, with Toma Eric, but what's the 1 year? Chaja Leviro Nira Eri Luce Musure Tana Consone Kilidariu Anaya like Madali Abida Naya Jenu Kore The Pedago Naya Jiha Gonzo Naya Jim Hobu Kutanama Shini Kilidariu Naya Jengada The gate Naya Jenu Tilusua Jabin Kilidari Nayabu For you do the way, Panet Loa Malay. Just of Yannick Goromiaga Megan Sheba, Chindiane, Lanzin Chabiro Piare, Megan Sheba, Chindiasura, Pila, Tamari, Piena, Tekatoya, Logame, Lotomio, Quechabiro, Ojatara City. Alla Buddha went to Rosinai, Megan Sheba Sura, Tishi Taja the Bo. Amen. Namawasa Tamangamanda Tama Asiwa Sura Tila Tamawayama Tamadari Tamadamari Sura Tamadi Tamadeji Net Tamadingabaga Pinya Look Megi Shibago Tila Tamari Pinya Net Pesibiro Tara Shidu Tiniama Tilago Yemahove Net Pavilo Tamadeji Net Tamadingabago Shizoma Tar the Lelu Sui Manganet Lanjang the crew, Switchera, Pinya Valim Shidabo. Pinya name a look up ship. The Jamu Yabura, so Mario Yare Sura. As of Yaya, so Mario Nayu Mataji Afi, a deep Pinyari Yara. Eri deep Pinyaha,
သိပညာကိုအမှန်မြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီအမှန်မြင်တဲ့အခါမှာအမှန်တွေးတတ်တယ်သို့မဟုတ်အမှန်တွေးမှအမှန်မြင်တယ်ပေါ့အမှန်တိုင်းမြင်အမှန်တွေးတတ်လားအမှန်တွေးတတ်လာလို့ရှိရင်လည်းအမှန်မြင်လားတွေးတာမှားနေတယ်ဆိုလို့ရှိရင်အမြင်ကလည်းမှားနေသေးတယ်ဒါကြောင့်မို့တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပဆိုတာအမှန်မြင်မှုဆိုတာဟာဘယ်သူရှိမှအမှန်မြင်နိုင်တာတော့ဆိုရင်အမှန်တွေးတတ်မှာအေးဟုတ်ပြီအမှန်တွေးပြီးတော့လောကလူတွေဟာတွေးတောပြီးတော့ဘာလုပ်ကြလဲပြောဆိုကြတာပဲလေစကားပြောတော့မယ်ဆိုအရင်တွေးတယ်မဟုတ်လားအမှန်တွေးပြီးမှအမှန်ပြောတာဖြစ်တယ်ဒါကြောင့်မို့တမ္မာသင်္ကပ္ပပြီးတော့တမ္မာဝါစာဆိုတာကိုဟောအမှန်ပြောတယ်ပြောပြီးရင်လှုပ်တာဖြစ်သောကြောင့်တမ္မာကမ္မန္တအမှန်ပြုလုပ်ခြင်းအေးအပြောနဲ့အလုပ်ဟာလူဘဝမှာအသက်မွေးဝမ်းကြောင်းဖြစ်သောကြောင့်တမ္မာအာဇီဝအသက်မွေးဝမ်းကြောင်းလုပ်တဲ့အခါမှာပြင်းရည်နေလို့မရဘူးလို့တမ္မာဝါယာမကြိုးစားအားထုတ်မှုကြိုးစားအားထုတ်တဲ့အခါမှာတတိဆိုတာရှိရမှာဖြစ်သောကြောင့်တမ္မာတတိစိတ်တည်ငြိမ်မှုဟာအတိတရားအတွက်များစွာအထောက်အကူဖြစ်တာဖြစ်သောကြောင့်တမ္မာသမာဓိတပတ်လည်လိုက်တဲ့အခါကျတော့သမာဓိရှိမှပညာဆိုတာဖြစ်သောကြောင့်တမ္မာဒိဋ္ဌိလို့အဲ့ဒါလို့မဂ္ဂင်၈ပါးလမ်းစဉ်ချမှတ်ထားတာကိုကပညာကဥဆောင်ပြီးတော့ထားပေးတာဖြစ်တယ်ပေါ့ပညာနဲ့ဥဆောင်ပြီးအလုံးလုံးမှကိလေသာဆိုတာဖယ်ရှားနိုင်တယ်ဒါမှမဟုတ်ကျင့်စဉ်အနေနဲ့ပြောတဲ့အခါသီလပရိဘာဝီတောသမာမဟာဖလောမာလိတံသောရှေးဥစွာဘုန်းကြီးတို့တွေကိုယ်အောင်နိုင်ဖို့အတွက်ဘယ်ဟာစမလဲဆိုရင်သီလကပဲစမှာဖြစ်တယ်ကိုချင်းသီလနဲ့ပြေဝအောင်จิตကြံကြိုးကိုအထောက်အောင်ကိုချင်းသီလဆိုတာဘယ်လိုဟာခေါ်တာတုံးလို့အချင်းချုပ်ပြောမယ်ဆိုရင်အပြောဆိုကိုစီကံချက်ထားခြင်းစီကံအတိုင်းပြောဆိုခြင်းပြုလုပ်မှုကိုစီကံအတိုင်းပြုလုပ်ခြင်းကာယကံနဲ့ဝစီကံကိုစီနဲ့ကံနဲ့ပြောဆိုခြင်းစီနဲ့ကံနဲ့ပြုလုပ်ခြင်းဒါကိုအပိုင်းအခြားကိုသီလလို့ခေါ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သီလံသမာဒါနံကာယကံမှုနဲ့ဝစီကံမှုကိုစနစ်တကျထားတာနော်စနစ်တကျထားတယ်ဆိုပါစို့ဝစီကံနဲ့ပတ်သက်ပြီးတော့ကိုချင်းသီလဆိုတာတခြားမဟုတ်ဘူးမိမိပြောချင်တာတွေကိုမပြောဘဲနဲ့စီကံချက်သတ်မှတ်လိုက်တယ်မှန်တာကိုသာပြောမယ်လိမ်မပြောဘူးမှန်တာကိုသာပြောမယ်ဒါတခုနော်ကိုစီကံလောက်ရမှာနှုတ်နဲ့ပတ်သက်ပြီးစီကံလောက်ရမှာပြောမယ်ဆိုရင်မှန်တာကိုသာပြောမယ်လိမ်မပြောဘူးဒါတခုအေးတစ်ဖက်သားတွေတုံးနဲ့တူမုန်းတီးသွားအောင်မပြောဘူးချစ်ခင်သွားအောင်သာပြောမယ်တစ်ဖက်သားနားမချမ်းသာအောင်ရိုင်းပြတဲ့စကားမျိုးကိုမပြောဘူးရင်ကျေးလိမ္မာစွာသာပြောမယ်တစ်ဖက်သားအကျိုးမဲ့သွားအောင်တရားလက်လွတ်စကားတွေကိုမပြောဘူးအကျိုးရှိရာရှိချောင်းတရားစကားမျိုးသာပြောမယ်လို့ဒါနှုတ်ကိုစီကံထားတယ်လို့ခေါ်အလုံးကြားနေကြစကားနဲ့ပြောမယ်ဆိုရင်ဝုသဝါဒပိတုနာဝါစာပုသဝါစာသမ္ပပလပဆိုတာကိုရှောင်ရှားပြီးတော့သစ္စာဝါစာမှန်တာကိုသာပြောဆိုခြင်းအပိတုနာဝါစာခုံးနိုင်စကားကိုမပြောခြင်းနော်တဏ္ဏဝါစာနုညံ့သိမ်မွေ့ယဉ်ကျေးစွာပြောခြင်းနဲ့မန္တဘာသာအသိပညာဖြင့်ပြောခြင်းလို့ဆိုတယ်ဝစီသူစရိုက်၄ပါးကိုလိုက်နာကျင့်သုံးခြင်းဒါသီလပဲသီလဆိုတာနောက်တစ်ခုကကာယကံထိမ့်သိမ်းဆောက်ရှောက်တယ်လို့ဆိုတာကိုယ်လက်နဲ့ကိုယ့်ရဲ့လှုပ်ရှားမှုနဲ့မြည်သူမှအသက်မသေးစေရဘူးအလုံးပေါ်မှာအကျဉ်းတရားထားတယ်မေတ္တာထားဟော
ဒါကတခုမိမိရဲ့လှုပ်ဆောင်ချက်ကြောင့်တစ်ဖက်သားတွေစီးပွားဥစ္စာပျက်စီးမသွားဘူးပစ္စည်းဥစ္စာတွေဆုံးရှုံးမသွားဘူးရိုးသားဖြောင့်မတ်စွာနေထိုင်တယ်ဒါကတခုမိမိကြောင့်တစ်ဖက်သားတွေခုံသိက္ခာကင်းမဲ့သွားမှုမဖြစ်စေရဘူးနော်ကိုချင်းတရားကောင်းမွန်စွာနေတယ်ဟောကြည့်နေပါဏာတိပါဒအာရိဏဒါနာကာမေတုမိစ္ဆာစာဟောတာကရှောင်လိုက်တာသီလပဲပေါ့အဲ့တော့သမ္မာဝါစာသမံကမ္မန္တဆိုတာဒါကိုပြောတာအဲ့ဒီသမ္မာဝါစာသမံကမ္မန္တကိုသီလအဲ့ဒီသီလနဲ့အသက်မွေးတာကိုကြတော့သမ္မာအာဇီဝလို့ခေါ်တယ်ပေါ့သက်မွေးမှုဝမ်းကြောင်းဟာလိန်ညာပြီးတော့သက်မွေးတာမဖြစ်စေရဘူးတူနဲ့တူမတက်အောင်ဂုံးတိုက်ပြီးတော့သက်မွေးဝမ်းကြောင်းပြုတာမဖြစ်စေရဘူးဆဲရည်တိုင်းထွာပြီးအသက်မွေးဝမ်းကြောင်းပြုတာမဖြစ်စေရဘူးမဟုတ်တန်တရားတွေပြောပြီးတော့အသက်မွေးတာမျိုးမဖြစ်စေရဘူးသူများအသက်တတ်ပြီးတော့အသက်မွေးတာမျိုးမဖြစ်စေရဘူးသူများဥစ္စာတွေခိုးပြီးတော့အသက်မွေးတာမျိုးမဖြစ်စေရဘူးသူတို့ဘာသာမယာစော်ကားလို့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ပြီးအသက်မွေးတာမျိုးမဖြစ်စေရဘူးလို့ပေါင်းလိုက်တဲ့အခါကျတော့ဒါဟာသမ္မာအာဇီဝဆိုဟောတာကိုချင်းသီလပိုင်းကပြည့်စုံသွားအဲ့ဒီကိုချင်းသီလကိုယ့်ကိုအောင်နိုင်ဖို့အတွက်ပထမဆုံးဘာကိုအောင်နိုင်ရမှာလဲလို့ဆိုကိုယ်လက်နှလုံးလောက်သာရှိတဲ့ကိုယ်ပါးစပ်လေးကိုကိုယ်အနိုင်ယူလိုက်တာကိုယ်ပါးစပ်ကိုကိုယ်အနိုင်ယူလိုက်တယ်ပါးစပ်ရှိလို့ပြောချင်တာတွေမပြောဘူးစီကံတကြပြောတယ်ဆိုကိုယ်ကိုနိုင်ယူခြင်းအဲ့လိုမဟုတ်ဘဲနဲ့မဟုတ်တန်တရားတွေရှောက်ပြောနေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုမနိုင်တာပဲပေါ့အဲ့တော့ကိုချင်းသီလနဲ့ကိုယ့်ရဲ့ဝစီကံကိုအနိုင်ယူလိုက်တယ်ကိုယ့်ရဲ့ကာယကံကိုလည်းအနိုင်ယူလိုက်တယ်အဲ့ဒီလိုကိုယ့်ကိုနိုင်ခြင်းဟာဒါပထမအဆင့်ပဲလို့ဒီလိုဆိုကိုချင်းသီလနဲ့ကိုယ့်ကိုနိုင်အောင်ကြိုးစားတာဒါနဲ့တည်းလုံလောက်လားဆိုမလုံလောက်သေးဘူးအချိန်မရွေးဖောက်ပြက်သွားနိုင်သေးတယ်စိတ်မချရသေးဘူးလုပ်ငန်းကမပြီးသေးဘူးအစာလေးပဲရှိသေးတယ်လို့ဒီလိုဆိုဒါကြောင့်မို့ကိုအောင်နိုင်ဖို့အတွက်ကြိုးစားအထောက်တဲ့အခါမှာကိုချင်းသီလကစတင်လိုက်တာနောက်တနည်းနဲ့ပြောမယ်ဆိုရင်ကိလေသာဟာအဆင့်3ဆင့်ရှိတယ်လို့မှတ်ကိုယ်တဏ္ဍာမှာဖြစ်လာတဲ့ကိလေသာဟာအဆင့်3ဆင့်ရှိတယ်တိုက်ဖို့အတွက်အဆင့်3ဆင့်ဆိုဒီမှာအနုတယလို့ခေါ်တဲ့ရှင်တဲ့နှလုံးထဲမှာကိန်းနေတဲ့ကိလေသာခုခေတ်စကားနဲ့ပြောလို့ရှိရင် positive ဖြစ်နေတယ်လို့ဆိုလို့နော်တွေးထဲမှာယောဂပိုးရှိနေ HIV ပိုးရှိတယ်ဆို HIV positive လို့ပြောတယ်စီပိုးဘီပိုးကိုယ်တွေးထဲမှာရှိရင်စီပိုးဘီပိုး positive လို့ပြောတယ်အဲ့ဒီကိုယ့်ရဲ့စိတ်ထဲမှာကိလေသာဟာ positive ဖြစ်နေတာကိုအနုတ္တယလို့ခေါ်တယ်အနုတ္တယရှိနေတာဟာဒီသူ့ဘာသူငြိမ့်နေလို့ရှိရင်ကိစ္စမရှိဘူးဆိုပါတော့ HIV positive ဖြစ်နေတဲ့လူတစ်ယောက်ဟာ HIV ဆိုတဲ့ပိုးကထားကြွလာခြင်းမရှိသေးဘူးငြိမ့်နေတယ်ဆိုရင်ဒုက္ခမပေးသေးဘူးသူက activate ဖြစ်လာပြီလှုပ်ရှားလာပြီထားကြွလာပြီဆို AIDS ဆိုတာဖြစ်သွားတယ်အဲ့ဒါလိုပဲခွန်ကြီးတို့တွေရဲ့စိတ်ထဲမှာကိလေသာတွေ positive ဖြစ်နေတယ်အာယုန်နဲ့တွေ့တဲ့အခါကျတော့ activate ဖြစ်လာတာကိုပရိယုဌာနာလို့ခေါ်တယ်အနုတ္တယကိလေသာဆိုတာတဏှာကပါလာတဲ့အခြေအနေတစ်ခုပရိယုဌာနာဆိုတာအာယုန်နဲ့တွေ့လိုက်လို့ဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်လှုပ်ရှားလာတဲ့ကိလေသာဆိုပါစို့သူဟာသူနေတဲ့အချိန်ကလောဘဆိုတာရှိနေတော့လည်းပဲလှုပ်ရှားမှုမရှိဘူးမျက်စိကမြင်လိုက်တဲ့အခါနားကကြားလိုက်တဲ့အခါမှာလူချင်းစိတ်တွေလောဘတွေဖြစ်လာတယ်
အဲ့ဒါဟာလှုပ်ရှားလာခြင်းပဲဖြစ်တယ်အဲ့ဒါကိုပရိယုဌာဏကိလေသာလို့ခေါ်တယ်အဲ့ဒီပရိယုဌာဏကိလေသာဖြစ်လာပြီးတဲ့နောက်မှာဘာဖြစ်ဝိတိတ်ကမဆိုတာနှုတ်ကနေထုတ်ပြောလိုက်တယ်ကိုယ်ဒီလည်းအောင်လုံးလိုက်တယ်ဆိုတာလွန်ကျူးမှုလို့ခေါ်တယ်အဆင့်30ရှိတယ်နော်ရှင်နေရကိုယ်စိတ်စဉ်ထဲမှာကိန်းနေတဲ့ကိလေသာကအနုတ္တယအာယုန်နဲ့တွေ့လို့လှုပ်ရှားတက်ကြွလာတာကပရိယုဌာဏလှုပ်ရှားလာလို့ကာယကံမြောက်ဝစီကံမြောက်ဖြစ်သွားတာကဝိတိတ်ကမလို့ဟောကိလေသာကိုအောင်နိုင်ဖို့အတွက်ဘယ်ကစပြီးတော့ထိရတော့ဆိုဝိတိတ်ကမဆိုတာစထိရဝိတိတ်ကမလို့ဆိုရဲလွန်ကျူးမှုမဖြစ်အောင်သီလနဲ့ထိမ့်လိုက်တာကာယကံမြောက်လွန်ကျူးမှုမဖြစ်အောင်ဝစီကံမြောက်ပြောဆိုမှုမဖြစ်အောင်ထိမ့်လိုက်အဲ့ဒီထိမ့်လိုက်တာဟာဘာကိုထိမ့်တာတုံးလို့မေးလို့ရှိရင်ကိလေသာတွေလွန်ကျူးမှုတွေဖြစ်မလာအောင်ဝိတိတ်ကမကိလေသာတွေကိုထိမ့်သိမ့်လိုက်တာလို့ဆိုတာအဲ့တော့ဝိတိတ်ကမမဖြစ်တော့ပရိယုဌာဏကိုတော့သီလကမထိမ့်ဘူးစိတ်ကိုတော့မထိမ့်နိုင်ဘူးကာယကံဝစီကံမှာလွန်ကျူးမလာအောင်အဲ့ဒီကနေဖန်ထိန်တာဒါကြောင့်မို့သီလဆိုတာအရေးကြီးတယ်လို့ပြောသီလဆိုတာအရေးကြီးတယ်သီလရှိလာပြီဆိုတော့မှသီလဟာလူစိတ်ထဲမှာကိုချင်းသီလရှိလာပြီဆိုရင်အပြစ်ကင်းမှုကိုအကြောင်းပြုပြီးတော့စိတ်နှလုံးကြည်သာမှုတွေဖြစ်တယ်စိတ်နှလုံးကြည်သာမှုရှိတဲ့ပုဂ္ဂိုလ်ကပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်လာလို့ရှိရင်ပီတိဆိုတဲ့နှိမ့်ချိုင်မှုဖြစ်လာတယ်ပီတိဆိုတဲ့နှိမ့်ချိုင်မှုဖြစ်လာလို့ရှိရင်ဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေဖြစ်လာတယ်ဟောသီလရှိလာပြီဆိုရင်အခုလို့အဆင့်နဲ့ကောင်းကျိုးချမ်းသာတွေရလာပြီဒုက္ခိနောစိတ်တံသမာရိယတိဆိုစိတ်ချမ်းသာလာပြီဆိုရင်စိတ်လေးကတည်ငြိမ်လာစိတ်တည်ငြိမ်လာကသမာဓိလို့ခေါ်တယ်ဒါကြောင့်မို့သမာဓိရဖို့အတွက်သီလဆိုတာရှိရတယ်ဒီလိုဆိုတာနော်ဒါကိလေသာတွေအနိုင်ယူဖို့ရာအတွက်ကိလေသာအောင်နိုင်ရေးအတွက်ကိုချင်းသီလကိုစတင်ကျင့်ဆောင်ရမှာဖြစ်တယ်ကိုချင်းသီလနဲ့ကိလေသာတွေရဲ့လှုပ်ရှားမှုတွေကိုကန့်သတ်ပြစ်လိုက်တယ်ကျွလွန်လာမှုတွေကိုတားဆီးပြစ်လိုက်တယ်သို့တော်လည်းပဲကိလေသာတွေရဲ့အာယုန်နဲ့တွေ့လို့ထားကြွလာတာကိုမတားနိုင်သေးဘူးထားကြွလာတာကိုဘာနဲ့တားရမလဲလို့ဆိုသမာဓိနဲ့တားတယ်ပရိယုဌာဏကိလေသာကိုသမာဓိနဲ့တားတယ်ဒါကြောင့်မို့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့မဂ္ဂင်၈ပါးတွေကသမ္မာဝါယာမဆိုတာမှန်ကန်သောကြိုးပမ်းအထောက်မှုလို့ခေါ်တယ်ဘယ်လိုကြိုးပမ်းအထောက်ရမှာလဲကိုယ်တဏ္ဍာမှာမဖြစ်သေးတဲ့ကိလေသာတွေမဖြစ်အောင်ဆုတ်ပိတ်ရမယ်မနိုင်လို့ဖြစ်လာတဲ့ကိလေသာတွေကိုဖယ်ရှားပြရမယ်မဖြစ်သေးတဲ့ကုသိုလ်စွမ်းအားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်စွမ်းအားတွေတိုးပွားလာအောင်လုပ်ရမယ်ဒီ၄ချက်သမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှု၄ရာသမ္မပဒံလို့ဒီလိုဆိုကြိုးပမ်းအထောက်မှုဆိုတာတာမန်ကြိုးပမ်းအထောက်မှုတွေမဖြစ်မဟုတ်ဘူးဥပမာမယ်ဆိုတော့မကြာခဏစိတ်ဆိုးတတ်တဲ့လူတစ်ယောက်ဟာကိုယ်ကတော့စိတ်မဆိုးမိအောင်ထိန်ချုပ်ထားအမတ်တမဲ့စိတ်ဆိုးမိလို့ရှိရင်လေချက်ချင်းစိတ်ပြေအောင်ကြိုးစားမေတ္တာမထားနိုင်သေးဘူးဆိုရင်မေတ္တာထားနိုင်အောင်ကြိုးစားထားတဲ့မေတ္တာဟာအရှိန်အဝါရလာသည့်ထိအောင်တိုးပွားလာသည့်ထိအောင်ကြိုးစားလို့ဟောအဆိုးနဲ့ပတ်သက်တာ2ခုအကောင်းနဲ့ပတ်သက်တာ2ခုအဲ့ဒီ4ခုကြိုးစားမှု4ရပ်ကိုသမ္မာဝါယာမလို့ခေါ်ကိလေသာကိုအောင်နိုင်မှုအတွက်မကြိုးစားဘဲနဲ့ဘာတစ်ခုမှမရဘူးဒါကြောင့်မို့ကိလေသာတွေကိုဝိရိယနဲ့ကြိုးစားပြီးတော့ထိန်းချုပ်ရမယ်
အဲ့ဒါလို့ထိန်းချုပ်တဲ့အခါမှာမိမိရဲ့စိတ်ကလေးကိုစောင့်ကြည့်ခြင်းဆိုတဲ့သတိဟာအရေးပါတယ်ပေါ့ကိလေသာဆိုတာဘယ်ကနေဝင်လာတတ်တုံးဘာနဲ့ပတ်သက်ရင်ဖြစ်လာတတ်တုံးလို့စဉ်းစားကြည့်လူအိမ်ထဲကိုတိရစ္ဆာန်ပဲဖြစ်ဖြစ်ရန်သူပဲဖြစ်ဖြစ်ဝင်လာတာဟာတကားပေါက်ကဝင်လာတာပဲထို့တူပဲကိလေသာတွေဟာတင်စားပြီးတော့ပြောမယ်ဆိုရင်မျက်စိနားနာလျှာကာယမနဆိုတဲ့အပေါက်တွေကနေပြီးတော့ကိလေသာတွေဟာဖြစ်ပေါ်လာတဲ့ဘာကြောင့်အဲ့ဒါတွေဓဝရ6ပါးလို့ခေါ်တဲ့မျက်စိနားနာလျှာကာယမနဆိုတဲ့ဓဝရ6ပါးဓဝရ6ပါးကမျက်စိကအဆင့်အာယုံနားကအသံအာယုံနှာခေါင်းကအနံ့အာယုံလျှာကအရသာအာယုံခန္ဓာကိုယ်ကအထိတွေ့အာယုံနဲ့မနာကကြံတွေးတဲ့အာယုံဒီထင်လာပြီဆိုလို့ရှိရင်အဲ့ဒီအာယုံပေါ်မှာလိုချင်တတ်မဲ့တဲ့တဏှာဆိုတဲ့ကိလေသာဖြစ်တယ်။သို့မဟုတ်မုန်းတီးတဲ့ကိလေသာဖြစ်တယ်။သို့မဟုတ်အမှန်မသိတဲ့မောဟဆိုတဲ့ကိလေသာဖြစ်တယ်။ဒါကြောင့်မို့ယစီကအစင်းကိုမြင်လိုက်တဲ့အခါလောဘဖြစ်တာဒေါသဖြစ်တာနားကအတန်ကိုကြားတာဒေါသဖြစ်တာမောဟဖြစ်တာနှာခေါင်းကတရားလို့လောဘဒေါသမောဟဖြစ်တာလျှာကအရသာနဲ့ဆုံလို့လောဘဒေါသမောဟဖြစ်တာကိုယ်ကာယကအထိတွေ့နဲ့ထိတွေ့လိုက်လို့လောဘဒေါသမောဟဖြစ်တာစိတ်ကကြံတွေးပြီးတော့လောဘဒေါသမောဟဖြစ်တာလို့ဆိုတဲ့အဲ့ဒီသက္ကုသောတာကာနဇီဝကာယမနအဲ့ဒီဓဝရတွေကနေပြီးတော့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေကိုတတိနဲ့စောင့်ကြည့်ပြီးတော့ထိန်းချုပ်ထားရမယ်တတိနဲ့စောင့်ကြည့်ပြီးမဖြစ်အောင်ထိန်းရမယ်ဒါမို့ဒါကိုသမ္မာတတိလို့အဲ့ဒီတတိဆိုတာကိုယ်ကာယပေါ်မှာတတိရှိနေခြင်းခံစားချက်ပေါ်မှာတတိရှိနေခြင်းမိမိရဲ့စိတ်ပေါ်မှာတတိရှိနေခြင်းနဲ့အခြားသဘာဝတရားတွေပေါ်မှာအသိရှိနေခြင်းလို့တတိပဒံသုတ်တံမှာလာတဲ့အတိုင်းကာယ ानु ပဒနာကိုယ်ကာယကိုမပြတ်ဆင်ခြင်ကြည့်ရှုနေခြင်းဝေဒနာ ानु ပဒနာဝေဒနာခံစားချက်တွေကိုမပြတ်ကြည့်ရှုသုံးသပ်နေခြင်းစိတ်တ ानु ပဒနာစိတ်ကိုမပြတ်ဆင်ခြင်သုံးသပ်နေခြင်းဓမ္မ ानु ပဒနာခန္ဓာအာရဏစတဲ့ဓမ္မတွေကိုဆင်ခြင်သုံးသပ်မပြတ်ကြည့်ရှုနေခြင်းဆိုတဲ့ဒီတတိနဲ့စောင့်ကြပ်ထားလို့ရှိရင်တော့ကိလေသာဆိုတာဟာစိတ်ထဲမှာဖြစ်ပေါ်လာနိုင်ခြင်းမရှိဘူးဖြစ်ပေါ်လာလို့ရှိရင်လည်းပယ်ရှားလို့ရတတိတကားလုံအောင်ပိတ်ထားလိုက်လို့ရှိရင်ဓဝရ6ပါးကနေပြီးတော့အာယုန်တွေဝင်လာတဲ့အပေါ်မှာတတိရှိနေသည့်အတွက်ကြောင့်ကိလေသာတွေမဖြစ်တော့ဘူးအဲ့ဒီကိလေသာတွေမဖြစ်အောင်တတိနဲ့စောင့်ချက်ပြီးတော့အာယုန်တစ်ခုတည်းပေါ်မှာစိတ်ငြိမ်အောင်ထားတာသမာဓိအဲ့ဒီလိုသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုရဲဒုတိယအဆင့်ကျင့်စဉ်ဟာကိလေသာတွေထားကြွဖြစ်ပေါ်လာမဲ့ပရိယုဌာဏအဆင့်ကိုတားဆီးပေးထားတာဖြစ်တယ်ပေါ့ပရိယုဌာဏလို့ဆိုရဲထားကြဖြစ်ပေါ်လာမှုတွေကိုမဖြစ်ရလေအောင်တားဆီးပေးတယ်မြတ်စွာဘုရားကအဲ့ဒီလိုတားဆီးနိုင်စွမ်းရှိတဲ့သမာဓိတရားဟာသီလနဲ့မှပို့ပြီးတော့အားကောင်းတယ်ဆိုပြီးသီလပရိဘာဝီတောသမာဓိမဟာဖလောမဟာနိတံသောသီလဖြင့်ထုံမွမ်းထားတဲ့သမာဓိတရားဟာကြီးမားသောအကျိုးကျေးဇူးတွေရှိတယ်လို့ဒီလိုမြတ်စွာဘုရားဟောကြားတော်မူတာဖြစ်တယ်ပေါ့ကိလေသာအောင်နိုင်ဖို့အတွက်ကြိုးပမ်းတဲ့အခါမှာကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့ကာယကံဝစီကံတွေကိုထိန်းချုပ်နိုင်လိုက်ပြီးသီလဖြင့်ကာယကံဝစီကံတွေကိုထိန်းချုပ်နိုင်လိုက်ပြီးသမာဓိဖြင့်စိတ်ထဲမှာဖြစ်ပေါ်လာနိုင်တဲ့ပရိယုဌာဏကိလေသာတွေကိုထိန်းချုပ်လိုက်နိုင်ပြီစိတ်ကိုထိန်းချုပ်လိုက်နိုင်ပြီဆိုလို့ရှိရင်ကိလေသာဘယ်မှာသွားပြီးတော့ကျန်နေသေးလဲလို့ဆိုရင်
ရှင်တဲ့နှလုံးထဲမှာတဏှာကပါလာတဲ့အနုတ္တယကိလေသာ positive ဖြစ်နေတာကျန်နေသေးတယ်အဲ့ဒီ positive ရှိနေအချိန်မရွေးဒုက္ခပေးနိုင်ပေါ့အဲ့ဒီအချိန်မရွေးဒုက္ခပေးနိုင်တဲ့အနုတ္တယကိလေသာကိုတော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပလို့ဆိုရဲပညာနဲ့ဖယ်ရှားတွန်းလှန်ပြစ်နိုင်တယ်အဲ့ဒီသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုရဲပညာနဲ့တာလေဒီကိလေသာတွေကိုအမြစ်ပါမကြအောင်တွန်းလှန်ဖယ်ရှားပြစ်နိုင်ဒါကြောင့်မို့သမာဓိစွမ်းအားကြီးလေလေပညာရဲ့စွမ်းအားတွေထက်လာလေလေသမာဓိပရိဘာဝိတာပညာမဟာဗလာဟောတိမဟာနိတံတာသမာဓိနဲ့ထုံမှန်းထားတဲ့ပညာဟာကြီးမားသောအကျိုးကျေးဇူးကိုဖြစ်ပေါ်စေတယ်လို့ဆိုတဲ့အတိုင်းသမာဓိစွမ်းအားတွေနဲ့ပညာဖြစ်အောင်ဘယ်ပုံပဲနည်းဝိပဿနာကျင့်စဉ်ကိုကျင့်မလဲကိလေသာအနိုင်တိုက်ဖို့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုကျင့်ကြသမာဓိရှိအောင်ဆိုပါစို့ဥပမာလေးတစ်ခုထွက်လေဝင်လေလို့ဆိုတဲ့မိမိ24နာရီပတ်လုံးမိမိရဲ့နှာခေါင်းကရှူသွင်းရှိုက်ထုတ်လုပ်နေတဲ့လေကလေးကိုအသုံးချမြို့သားတွေဆိုရင်ပြင်းပြင်းခွေးထိုင်ပြီးမြို့သမီးတွေဆိုရင်ဒူးတုပ်ထိုင်လို့ခါးဆန်းလို့ခေါင်းကိုမမတ်ထားပြီးတော့နာသီးပြားမှာထိနေတဲ့နေရာလေးကိုအာရုံစိုက်ပြီးတော့ထွက်လေဝင်လေလေးကိုစောင့်ကြည့်တဲ့အလုပ်ကိုလုပ်ကြအောင်ဒါကိုအာနာပါနကမ္မထံလုပ်တယ်လို့ပြောတာအဲ့ဒီစောင့်ကြည့်တဲ့အလုပ်ကိုလုပ်တာကိုယ့်ကိုအောင်နိုင်ဖို့လုပ်တာပဲဖြစ်တယ်ပေါ့အမှားအပြင်ကြည့်မယ်ဆိုရင်ပြင်းစရာအလုပ်ကြီးလို့ထင်ကောင်းထင်လိုက်ပဲသို့တော့ကိုယ့်ကိုအောင်နိုင်ခြင်းနဲ့ကိုယ်စိတ်လေးကိုဆုံးမခြင်းနဲ့ဆိုရင်အဲ့ဒီနည်းကိုလုပ်ကြရမှာဖြစ်တယ်သီလကိုစောင့်တည်လို့သမာဓိကိုပွားများအားထုတ်တဲ့အနေနဲ့သီလပေါ်မှာအခြေခံပြီးတော့ထွက်လေဝင်လေလေးကိုစောင့်ကြည့်နေတဲ့သမာဓိစွမ်းအားတွေကိုယ်တဏ္ဍမှာရလာပြီးစိတ်တွေတည်ငြိမ်လာပြီးကိလေသာတွေဝင်တာကိုတားထားနိုင်ပြီဆိုတဲ့အဆင့်မျိုးရောက်လာတဲ့အခါကျတော့ပညာလို့ဆိုတဲ့ဝိပဿနာအဆင့်ကိုတက်ကြရတယ်ပညာအဆင့်တက်တဲ့အခါမှာဆိုပါစို့ထွက်လေဝင်လေကနေတက်မယ်ဆိုလို့ရှိရင်ဘယ်ပုံပဲနည်းပြောင်းလဲပြီးတော့တက်ရတယ်လေထွက်လေဝင်လေကိုမှတ်နေတဲ့စိတ်ကလေးကိုပဲအာရုံပြုလို့လည်းရတယ်သို့မဟုတ်ထွက်လေဝင်လေနဲ့ထွက်လေဝင်လေထိတဲ့နေရာကိုအာရုံပြုပြီးတော့လည်းပဲပညာသိအောင်လုပ်အောင်ဆိုပါစို့သမာဓိအလုပ်လုပ်တဲ့အခါမှာထွက်လေဝင်လေလေးနာသီးပြားထိသွားတဲ့နေရာလေးကိုသာအာရုံစိုက်ပြီးတော့ဝင်နေထွက်တယ်ဒါလေးတော့ပဲမှတ်ပြီးသမာဓိတွေရလာပြီဆိုတဲ့အခါကျတော့၃မျိုးခွဲပြီးတော့မှတ်ဖို့လိုအပ်လာတယ်ဘယ်လို၃မျိုးကြည့်မယ်ဆိုရင်ရှုသွင်းနေတဲ့အချိန်မှာလေဆိုတဲ့ဝါယောဓာတ်ရှိတယ်ထိုဝါယောဓာတ်ဆိုတဲ့လေကလေးကနာသီးပြားမှာထိသွားတဲ့ကာယပတာရဆိုတာရှိတယ်လေကလေးကဖွတ်တပါယုံထိုလေလေးထိတဲ့နေရာကကာယပတာရထိလိုက်တဲ့အခါထိမှန်းသိလိုက်တာကာယဝိညာဉ်စိတ်တို့၃ခုဝိပဿနာဆင့်တက်ပြီဆိုရင်အဲ့ဒီနေရာလေးကနေပြောင်းလိုက်တာဒါကိုမြတ်စွာဘုရားကကာယင်္စပဋိစ္စဖွတ်တပေစ္စဥပ္ပစ္စတိကာယဝိညာဏံကြည့်နာသီးပြားမှာရှိတဲ့ကာယပတာရလေးကိုဖွတ်တပလို့ခေါ်တဲ့ဝါယောလို့ခေါ်တဲ့ဖွတ်တပလေလေးကနေထိလိုက်တဲ့အခါမှာကာယဝိညာဉ်စိတ်ဆိုတာလေးပေါ်လာတယ်ထိတိစိတ်ကလေးပေါ်လာတယ်ကိုယ့်အကိုအာရုံစိုက်ရမှာဖြစ်တယ်အဲ့ဒီ၃မျိုးကိုအာရုံစိုက်လိုက်လို့ရှိရင်ဒီလေလေးကလည်းအသိစိတ်ဓာတ်မရှိဘူးလေလေးထိတဲ့ကာယပတာရကလည်းအသိစိတ်ဓာတ်မရှိဘူးအာယုံကိုဖမ်းယူနိုင်စွာအာယုံကိုသိတဲ့သဘောတရားသူတို့မှမရှိဘူးဒါကြောင့်မို့သူတို့ကယုတ်တရား
ထိမှန်းသိလိုက်တာလေးကကာယဝိညာဉ်စိတ်ကလေးကသာနန္တရားလို့ဟောဝါယောဖုတ္တပရဲ့ကာယပတာရရဲ့ဒီနှစ်ခုကရုပ်တရားထိလို့သိလိုက်တဲ့ကာယဝိညာဉ်စိတ်ကလေးကနန္တရားလို့ဒီလိုသေးသေးချာချာကွဲကွဲပြားပြားသိသွားတာဟာပညာလို့ခေါ်တယ်အာယုံဆိုင်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကွဲကွဲပြားပြားနဲ့သိသွားရုပ်နဲ့နာနှစ်ခုကိုရှုနေတဲ့အခိုက်ကလေးမှာဖုတ္တပဆိုတဲ့အာယုံရဲ့ကာယပတာရဆိုတဲ့ဝတ္ထုရဲ့အာယုံဝတ္ထုဒီနှစ်ခုသည်သိတတ်တဲ့သဘာဝမရှိဟောပြန်တတ်တဲ့သဘာဝများသာရှိသောကြောင့်ယုတ်တရားထိုနှစ်ခုထိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကလေးကသာလဲနန္တရားလို့ဟောဒီလိုယုတ်နဲ့နံကိုမှန်မှန်ကန်ကန်သိတာအဲ့ဒီလိုယုတ်နဲ့နံမှန်မှန်ကန်ကန်သိတာနာမရူပနာယာထာဝထတနံဒိဋ္ဌိဝိသုဒ္ဓိနာမရူပနာနာနဲ့ယုတ်တို့ကိုယာထာဝထတနံအရှိတိုင်းအမှန်တိုင်းမြင်တာဟာဒိဋ္ဌိဝိသုဒ္ဓိနာမဒိဋ္ဌိဝိသုဒ္ဓိမှားတဲ့အမြင်ကိုစင်ကြယ်စေနိုင်တဲ့အသိဉာဏ်ပဲလို့ဒီလိုဆိုထားတာနော်ကိလေသာကိုအောင်နိုင်ဖို့ဆိုတဲ့အခါဒီကျင့်စဉ်တိုင်းသွားတဆင်ချင်းတက်လာတဲ့အခါမှာယုတ်နဲ့နံကိုသိသွားငါကတော့မသိခင်ကငါရှုနေတယ်နော်ငါလေငါနှာခေါင်းစသဖြင့်ဒီလိုဆွဲမှတ်နေတော့လည်းပဲတေးသေးချာချာရှုမှတ်ပွားများလိုက်တဲ့အခါကျတော့ဒီထဲမှာငါဆိုတာလည်းမရှိတော့ဘူးဝါယောဖုတ္တပလေးနဲ့ကာယပတာရထိုကာယပတာရနဲ့ဝါယောဖုတ္တပပေါင်းစုံသွားခြင်းကြောင့်သိလာတဲ့ကာယဝိညာဉ်စိတ်ကလေးများတာဆိုတာဟောထင်ထင်ရှားရှားသိသွားအဲ့ဒီလိုယုတ်နဲ့နာနဲ့ကွဲသွားတာကိုပဲနာမရူပပရိစ္ဆေဒဉာဏ်ယုတ်နဲ့နာနှစ်ခုကိုခွဲခွဲခြားခြားသိစွမ်းနိုင်တဲ့ဝိပဿနာအခြေခံပညာတစ်မျိုးကိုရရှိလာခြင်းပဲဖြစ်တယ်အဲ့ဒါကိုရင့်တန်အောင်ဆက်လက်ပြီးတော့ကြိုးစားအားထုတ်ရတယ်မြတ်စွာဘုရားကအဲ့ဒီလိုရှိမှတ်ဖို့ရာတွေကိုရှင်းပြတဲ့အခါမှာကာယင်္စပတိစ္ဆဖုတ္တပေစ္ဆဥပ္ပစ္စတိကာယဝိညာဏံတိဏံသင်္ကတိဖတ်သောဖတ်တပိစ္ဆယဝေဒနာပိစ္ဆယတဏှာလို့ဒီလိုပရိစ္ဆသမုပ္ပါဒ်နဲ့ဆက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ကိလေသာတွေကိုအောင်နိုင်မှုအတွက်ဒီအခြေခံကနေစပြီးတော့အခုလိုအသိပညာနဲ့သိရှိလိုက်မယ်ဆိုလို့ရှိရင်ဒီနာမရူပပရိစ္ဆေဒဉာဏ်ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့ငါလို့ငကိုယ်တော်ကထင်းနေတဲ့မှားယွင်းတဲ့အမြင်ငါဟာလို့မှားယွင်းစွာထင်းနေတဲ့အမြင်တွေဟာရှင်းလင်းသွားတဲ့အသိဉာဏ်ရှင်းလင်းစေတတ်တဲ့အသိဉာဏ်စင်ကြယ်သွားစေတတ်တဲ့အသိဉာဏ်တစ်ခုကိုရလိုက်တော့ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးရုပ်နဲ့နာနဲ့နှမျိုးသာရှိတယ်လို့ဒီလိုသိရှိလာခြင်းဟာနာမရူပပရိစ္ဆေဒဉာဏ်ကိုရရှိလာလို့တဏှာကကိုတတဝါလို့အမျိုးသားအမျိုးသမီးတတဝါစသည်ဖြင့်ဒီလိုထင်မှတ်နေတဲ့မှားယွင်းတဲ့အမြင်ကြီးတစ်ခုဟာတန်ရှင်းစင်ကြယ်ပြီးမှားယွင်းတဲ့အမြင်တစ်ခုကိုတွန်းလှန်ဖယ်ရှားသွားနိုင်တယ်လို့ဒီလိုဆိုတယ်အဲ့ဒီလိုတွန်းလှန်ဖယ်ရှားသွားနိုင်ခြင်းဟာသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပအသိဉာဏ်တစ်ခုဖြစ်ပေါ်လာခြင်းများဖြစ်တယ်အဲ့ဒီအသိဉာဏ်ဖြစ်ပေါ်လာပြီးတဲ့အခါမှာစဉ်းစားဆင်ခြင်ရမှာကနောက်တစ်ခုဆက်ပြီးတော့အသိဉာဏ်တစ်ခုဝင်လာတာဘာလို့ဆိုရင်ထိတိဆိုတဲ့စိတ်ကလေးဟာထွက်လေဝင်လေကနာသီးပြားကိုထိခြင်းကြောင့်ထိတိစိတ်ဟာပေါ်တာထွက်လေဝင်လေနဲ့နာသီးပြားမဆုံခင်ကထိတိစိတ်ဆိုတာမရှိဘူးဒါကြောင့်မို့ထွက်လေဝင်လေနဲ့နာသီးပြားတိုက်လာတဲ့အခါမှာထိတိစိတ်ဆိုတာပေါ်လာတယ်ထိတိစိတ်ရဲ့အကြောင်းကိုပါသိလာပြီဆိုလို့ရှိရင်တော့ပစ္စယပရိက္ခဟလို့ခေါ်တယ်ဒီအကြောင်းကြောင့်ဖြစ်လာတာကာယဝိညာဉ်ဆိုတဲ့စိတ်ဖြစ်လာလို့ရှိရင်အာယုန်နဲ့စုံစည်းခြင်းဆိုတဲ့ဖတ်တာဖြစ်တယ်ဖတ်တာဖြစ်လာလို့ရှိရင်ခံစားမှုဆိုတဲ့ဝေဒနာဖြစ်တယ်ဝေဒနာဆိုဒီမှာတ
အသက်ရှူလို့ကောင်းတယ်မကောင်းဘူးဆိုတဲ့ခံစားမှုလေးတွေပါလာတယ်အဲ့ဒီပါလာတဲ့အခါမှာရှူလို့ရှိုက်လို့ကောင်းတယ်ဆိုတဲ့အခါမှာတွေ့တာမှုဆိုတာတဏှာဖြစ်လာတယ်အဲ့ဒီလိုချင်မှုတွေ့တာမှုတဏှာရင့်တန်လာတဲ့အခါကျတော့ဆွဲလန်းမှုဆိုတဲ့ဥပါဒံဖြစ်လာတယ်အဲ့ဒီလိုပရိစ္ဆေသမုပ္ပါဒ်မှာအခုလိုအကြောင်းတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့အကျိုးတရားတွေဖြစ်ပေါ်လာအဲ့ဒီအကြောင်းနဲ့အကျိုးကိုပါတွဲဖက်ပြီးတော့သိလာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီပစ္စယပရိက္ခဉာဏ်ကနေရလာတာနဲ့တပြိုင်နက်တဏှာမှာတခြားလုံးတဏှာဖြစ်နေတဲ့အခုလိုဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေကိုမသိလို့ဘုရားသခင်ဖန်ဆင်းလို့ဖြစ်သလိုလိုအကြောင်းမဲ့ဖြစ်သလိုလိုနဲ့တဏှာမှာမှားယွင်းတဲ့အကြောင်းတရားတွေကိုရှားပေတွေးဆနေတဲ့မှားယွင်းတဲ့အမြင်တစ်ခုကိုကျော်လွှားလိုက်နိုင်တယ်အဲ့ဒါကိုကင်္ခာဝိတရဏဝိသုဒ္ဓိလို့ခေါ်ဒီဉာဏ်တစ်ခုဟာဘုရားဘာသာအစစ်ဖြစ်ဖို့အတွက်နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာဟာအင်တမအရေးကြီးတယ်လို့ဒါရင်လမ်းဆုံးပြီလားဆိုမဆုံးသေးဘူးအဲ့ဒီကနေဆက်ပြီးတော့ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေနဲ့ကိလေသာတွေကိုအနိုင်ရအောင်ဝိပဿနာဉာဏ်အစဉ်စဉ်နဲ့သွားတဲ့အခါကျတော့မှနောက်ဆုံးဟာအနုတ္တယအနေနဲ့ရှိနေတဲ့ကိလေသာတွေဟာအရတ္တမက်ဆိုတဲ့ဝိပဿနာဉာဏ်ကနေပြီးတော့တိုးတက်ပြီးတော့ရရှိလာတဲ့အရတ္တမက်ဆိုတဲ့အသိဉာဏ်ရလိုက်တာနဲ့ဒီကြိုင်နဲ့ဒီကိလေသာတွေဟာအလုံးပြည့်စည်သွားပြီစိတ်အစဉ်မှာလုံးဝကိလေသာပျောက်ကွယ်ပြီးတော့သွားတယ် positive ကနေ negative ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသမာဓိပရိဘာဝိတာပညာမဟာဗလာမာနိတံတာပညာပရိဘာဝိတံစိတ်တံသမ္မတေဝဝိမုစ္စတိအာတဝေဟိပညာနဲ့လွန်မှုပညာနဲ့ထုံမွမ်းထားလိုက်တဲ့စိတ်လေးကမှကိလေသာအာတဝတွေကလုံးဝလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကဟောတာဖြစ်တယ်အဲ့ဒီလိုပညာဆိုတဲ့ဝိပဿနာပညာနဲ့တိုးတက်လာလို့ဝိပဿနာဉာဏ်ရင့်တန်လာလို့မပညာရပြီဆိုလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေအလုံးဟာချုပ်ဆုံးသွားပြီးနောက်ထပ်လည်းပြန်ဖြစ်နိုင်ခြင်းမရှိတော့ဘူးကိလေသာအာသဝတွေလုံးဝလွတ်ပြီးတော့စိတ်ဓာတ်ဖြူစင်ပြီးတော့ကြံ့ခိုင်လာတယ်ရင်းရိုင်းလှုပ်ရှားခြင်းကင်းတဲ့စိတ်ဓာတ်ကိုရရှိလာရောက်တဲ့စိတ်ဓာတ်ကိုရရှိလာသည့်အခါကျတော့မှကိုအောင်နိုင်ခြင်းဆိုတာဟာအပြည့်တတ်တာဖြစ်တယ်ပေါ့ဘုရားချိတ်ခင်သူတော်စင်ပြိဋ္ဌအပေါင်းတို့ဘုဆိုတာအခုလိုအစဉ်စဉ်ကြိုးစားအထောက်မှကိုအောင်နိုင်တာသူများကိုအနိုင်ရဖို့ဆိုတာအလွန်လွယ်ကူတယ်ကိုအောင်နိုင်မှုကအလွန်ခက်ခဲတယ်ဒါကြောင့်မို့အောင်နိုင်ခြင်းနှမျိုးထဲမှာကိုအောင်နိုင်ခြင်းသာလင်ဘယ်တော့မှအရှုံးမရှိတဲ့အောင်နိုင်ခြင်းဖြစ်သောကြောင့်တို့တွေဟာကိုအောင်နိုင်အောင်ကြိုးစားအထောက်မှသာလင်သံဃာဝဆင်းရဲကလွတ်ကင်းရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကိုအောင်နိုင်ဖို့အတွက်သီလသမာဓိပညာဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ
သက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါလေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမှုဟတံအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကိကြောင့်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညင်တော်ကိလေသာဆေယတောဟုသမျှတို့သည်သမုဒ္ဒပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရာမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဝံကိလေသာဟုပုခတ်သိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်မူကိုဧပြုတော်သို့သာရဝတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း